အားလုံးမင်္ဂလာပါကျမရဲ့ NDT channel ရဲ့ ဒီတူလေးဖြစ်တယ်ကျမနာမည်ကတော့ခချွန်လို့ခေါ်တယ်ကျမက digital business လုပ်ငန်းကိုမြန်မာပြည်မှာလည်းမြန်မာမိသားစုနဲ့တူနေထိုင်ရတဲ့ဝန်ရလုပ်ကိုင်နေတာဖြစ်တယ်ဒီလုပ်ငန်းကိုစိတ်ဝင်စားလို့လုပ်ကိုင်ခြင်းတဲ့လူတွေကိုလက်တွဲခေါ်ပြီးနေတဲ့မြတ်တရားလည်းဖြစ်တယ်ဒီနေ့မှာတော့ကျမကပေါ့နော် digital business လုပ်ငန်းကိုမတွေ့ရှိခင်ကပေါ့နော်ကျမရဲ့နေ့စဉ်ဘဝဘယ်လိုဖြစ်တမ်းကြလဲဆိုတဲ့အကြောင်းလေးကိုနည်းနည်းမျှဝေပေးချင်တာဖြစ်တယ်ကျမကကလေးသုံးအောင်မေဖြစ်တယ်အရှင်မတရားဖြစ်တယ်ပြီးတော့ကျမရဲ့အမျိုးသားရဲ့ပေါ့နော် business လေးမှာကျမလုံနိုင်ဒါလေးတွေပေါ့နော်ကျမတို့တက်လေးဝင်ရောက်ကိုမြင်နေကျမရဲ့နေတူတူပါကိုဒီလိုပဲဖြတ်တန်းတယ်ကျမမိုးလင်းရင်ဈေးသွားတယ်ကျမဝန်ထမ်းနဲ့ကျမရဲ့သားသမီးတွေပေါ့နော်မိသားစုတွေစားဖို့တောက်ဖို့အတွက်ကျမဈေးထဲမှာတောက်ပြီးတော့မှဝယ်တယ်ပြန်လာရင်သူတို့မနေ့ခင်းသာစားဖို့အတွက်ကျမပြင်ဆင်ပေးရစီစဉ်ပေးတယ်ပေါ့နော်ချက်မလို့ရှိရင်ချက်ကမ်းပြီးတော့ကျမစီစဉ်ပေးအောင်မစီစဉ်ပေးရတယ်ဒါလို့ချက်မဲ့လို့မရှိနေဆိုလို့ရှိရင်ကျမကိုလည်းချက်ပြီးတော့မှာပေါ့နော်သူတို့စားဖို့ရအတွက်ပြင်ဆင်ပေးရတယ်ပြီးရင်ကျမကလေးတွေကိုနေ့ခင်းစာကျွေးလို့ရှိရင်သူတို့သက်ဆိုင်တဲ့တင်တန်းသူမဟုတ်သူတို့ကျောင်းလေးကိုလိုက်ပို့ပြီးတော့မှာပေါ့နော်သူတို့တွေကျောင်းအောင်သွားတဲ့အချိန်တင်တန်းအောင်သွားတဲ့အချိန်လို့ရှိရင်ကျမနေ့ခင်းစာနဲ့ညစာတော့ကိုချက်ပြုတ်ပြင်ဆင်တယ်အဲ့လိုနဲ့ကျမချက်ပြုတ်ပြင်ဆင်နေတာကဝန်ထမ်းတွေရောဆိုတော့ကျမမိသားစုကနည်းနည်းများတဲ့ခါကျတော့ကျမချက်ပြုတ်ပြီးတဲ့အချိန်ကနေက17သမဟုတ်စနစ်ပေါ့နော်အချိန်လောက်ထိရောက်သွားတယ်ခါလေးတနားရီလောက်ထိရောက်သွားတယ်ပေါ့နော်အဲ့ဒါပြီးတဲ့အချိန်မှာကျမကဘယ်လိုပြောမလဲကျမကလေးတွေပေါ့နော်ဝတ်ထားတဲ့ဝတ်စားတွေကိုကျမကရှော့ဖို့ရတယ်ရှော့ဖို့ပြီးတဲ့အချိန်မှာကျမကအားရင်ပေါ့နော်အချိန်ရတဲ့မိဘူးတိုက်တာတော့ဘာလို့ဆက်လုပ်တယ်မရှိဘူးဆိုရင်တော့လည်းပေါ့နော်ကျမခဏနားပြီးတော့မှခဏနေလို့ရှိရင်ကျမကလေးကြောက်စတဲ့အချိန်ရောက်လာတယ်ပေါ့နော်အကြောင်းကပြန်ပြီးရတယ်သူတို့လိုအပ်တဲ့သင်တန်းလေးတွေကိုထပ်ပြီးတော့မှသွားတယ်အဲ့ရလိုက်ပို့ပြီးတဲ့အချိန်ကျရင်ကျမညနေစာအတွက်ပြင်ဆင်ရတယ်ဒီလိုနဲ့အဲ့သင်တန်းကပြန်လာတဲ့အချိန်ကျလို့ရှိရင်လည်းကျမတို့ကိုအင်စားလုပ်ပို့ရအတွက်ပေါ့နော်ကူညီရတယ်ကျမကိုယ်တိုင်လုပ်မပေးရလို့ရှိရင်လည်းသူတို့ကိုညစာကျွေးပြီးတော့မှသူတို့အင်စားလုပ်ပို့ရအတွက်ကျမတိုက်တွန်းရတယ်ပေါ့နော်ဒီနေ့အဲ့လိုမျိုးကြီးကြပ်ပေးရတယ်ပေါ့အဲ့လိုနဲ့ကျမရဲ့နေ့တူဝါလုပ်တွေအဲ့လိုမျိုးအနေရလိမ့်နေခဲ့တာပေါ့နော်ကျမတို့နေ့တူတော်ကြာလာခဲ့ပြီဖြစ်တယ်ပေါ့ဒီနေ့မှာတော့ကျမစဉ်းစားနေတာကကျမမိသားစုလေးနဲ့ပေါ့နော်ကျမအေးစစ်စစ်နေလို့ရမယ်လုပ်ငန်းလေးပေါ့နော်ပြီးတော့ဝန်ထမ်းတွေလည်းအများကြီးမလိုဘဲနဲ့ကျမတယောက်တည်းလုပ်ပြီးတော့မှအရင်မိသားစုပေါ့နော်စာဝန်တွေကိုလည်းထိန်းနိုင်မယ်လုပ်ငန်းလေးမျိုးရှိရင်ကောင်းမှာပဲလို့ကျမစဉ်းစားမိတဲ့အချိန်မှာကျမက digital business လုပ်ငန်းကို online ကြော်ညာကနေတစ်ဆင့်တွေ့ရှိပြီးတော့မှဝင်ရောက်လေ့လာပြီးခဲ့တယ်လေ့လာလက်တဲ့အချိန်မှာ digital business လုပ်ငန်းကကျမလိုချင်တဲ့လုပ်ငန်းပုံစံအမှန်ပဲဆိုတာသိရှိပြီးတော့မှကျမကဒီလုပ်ငန်းကိုဝင်ရောက်ပြီးတော့မှလုပ်ကိုင်ပေးခဲ့တာဖြစ်ပါတယ်ဆိုတဲ့အကြောင်းလေးကိုဒီကနေ့မှာကျမ sharing လုပ်ပေးချင်တာဖြစ်တယ်ဟုတ်ကဲ့နောက်ရက်ဒီနေ့မှာပြန်လည်ဆက်ပြပါ